သူများလေုံမှကြောင်တောင်နှိုက်တဲ့ကောင်မအမတစ်တော်ဆယ်လီဂျူလိုင်မိုးဆိုတာတစ်တော်ဆယ်လီဂျူလိုင်မိုးတယ်နော်သိတော့မသိဘူးနော်ဒီကောင်မလေးဟုတ်လားမသိတစ်တော်ဆယ်ခုရက်ပိုင်းမှာတော့ပွဲတွေများရတယ်အလုပ်တော့မလုပ်နိုင်ဘူးပုံပညာရေးရိုက်လည်းမရိုက်ဖြစ်ဘူးတင်လည်းမတင်ဘူးရိုက်ဖြစ်တာရှိလည်းမတင်ဖြစ်ဘူးဖြစ်တယ်နားတဲ့အလုပ်ကလေးတွေပေါ့အဲ့လုပ်ပေးလိုက်တယ်ဒီပွဲလေးတွေပဲကြီးလိုက်တယ်နော်ပွဲကလည်းဟိုက live ပေါ်မှာပွဲကြီးပဲတက်ကြည့်ကြရအောင်နော်ဒီကောင်မသူများလင်ထဲမှာအိတ်ချင်တာသူများလင်မအရန်ကိုသူများလင်မကြိုက်တာဟတ်မှာတေချာကြည့်တာပါကြီးရရကလည်းကိုတော်ပါချင်းတယ်ဒီကောင်တော့မသိဘူးကိုတော်ချင်းတယ်အဲ့ကောင်လည်းဘယ်လောက်မှားထားလဲမသိဘူးပြတ်တော့ဖွင့်မှတော့ကြည့်လိုက်ဖွင့်မှတော့ပြောင်းမပြောဘူးဖွင့်မှတော့ပြောင်းမပြောရုံတော့ဒီကောင်ကြီးကတော့ဒီကောင်ဘယ်လောက်မှားထားတယ်မသိဘူးတနာစီရလေးပါဒီမျိုးသမီးကတော့ဟိုကောင်ကတော့ကောင်းလာတာဆိုတော့တနာမျိုးမိသားစုဘဝမျက်ရည်ကြီးပေါက်ကြမှာตายရမဲ့အိမ်အောင်ရင်းမျိုးဖန်တီးတဲ့ညံရည်မမီတဲ့မိန်းမမျိုးနဲ့နော်မျက်ရည်ကြခံပြီးကိုလင်ကိုကိုမယင်ငယ်လက်ကကာကွယ်ပေးတဲ့အကျိန်1000လောက်100လောက်ကာကွယ်ပေးတဲ့မိန်းမမျိုးနဲ့ဘယ်မိန်းမမြက်လဲဆိုတာညီမလေးတို့မိဘတွေတွင်တင်ဆုံးမထားရင်သိလိမ့်မယ်တွင်တင်ဆုံးမမှုမရှိဘူးသူများတွေပဲဒီလိုလိုက်ကြောင်တောင်နှိုက်တယ်ဆိုလို့ရှင်ညီမလေးပြောတဲ့စကားကြီးမှန်ပါပေါ့အမောင်ဖုံးနေတာအမားကစိတ်ဆိုးလို့ပြောရလည်းမဟုတ်ဘူးကိုယ်တိုင်ခံစားကြည့်ပါကိုသမင်းကျွေးထားပြီးကိုဝစ်စင်ပေးပြီးတော့ကိုယ်တိုင်ပညာသင်ပေးတဲ့မိန်းမတယောက်ကကိုထမင်းစားကိုဝစ်စင်ပေးထားပြီးတော့ဒီကိုယ်တိုင်ပညာသင်ထားတာဆိုတော့သူတို့နဲ့တော့ကျေးဇူးမကင်းတယောက်တော့ဖြစ်မှာပေါ့နော်ဆွေမကူမင်းဆွေမကင်းမျိုးမကင်းလာပါလဲတော့ရှိမှာပေါ့ကျေးဇူးထောက်တော့တယ်ရှိမှာပေါ့ကျေးဇူးမကင်းတာရှိမှာနော်ကိုလင်းကိုကြောင်တောင်နှိုက်သွားရင်ကိုအိမ်ကနွားကလည်းအဲ့လိုမိန်းမမျိုးနဲ့ပါသွားခဲ့ရင်ဘလို့ကိုအိမ်မောင်တက်ပြီးတော့သူ့လူရင်ယူသွားတာပေါ့ခံစားရမလဲဆိုတာညီမလေးမိန်းမကောင်းမင်းမမြက်လူဆိုလို့ရှိရင်ညီမလေးခံစားတက်လိမ့်မယ်ဒါမှမဟုတ်ဘူးညီမလေးလည်းကြောင်တောင်နှိုက်တဲ့စားရဲပဲသူများလင်ကြောင်တောင်နှိုက်တဲ့စားရဲဆိုတော့ညီမလေးလည်းခံစားတက်မှာမဟုတ်ဘူးအဲ့လိုအစားတွေကိုညီမလေးလိုက်နာနေမှာပဲအားကြောင့်မလို့ကိုယ့်အဆင်ကိုသိပါသူများအဆင်ကိုလာမပြောနဲ့ငါအဆင်ရပါဆိုရင်ရင်စဉ်းစားကဲတငယ်ချင်းတို့တွေးတဲ့အတိုင်းချောလေးဗျာဟုတ်ပြီနော်စော်လေးကတော့ငယ်ငယ်ချောချောလေးပဲတစ်တော်ဆယ်လီဂျူလိုက်မိုးတယ်ကျွန်တော်တော့သိတော့မသိဘူးဒါသူသိရပဲတစ်တော်ဆယ်လီဆိုတာဘွေးရတော့ဒီလောက်ပဲပြီးသွားပြီနောက်ဘွေးတွေကျွန်မထက်ကြည့်အောင်ဘာဘွေးတွေရှိလို့ကျွန်တော်ကလည်း copy လေးပါလေးကူးပြီးတော့လည်းလာပို့လိုက်အောင်နော်အားလုံးပဲဒါပဲနော်နော်